Hello အားလုံးပဲမင်္ဂလာပါနယ်လီပါနယ်လီချက်ပါတော့မယ်နယ်လီကmain spot ဒီဝတ်သားတောက်ကိုပေါ့နော်အနည်းဆုံးအမျိုး90ရအောင်လို့ချက်ပြမယ်ပေါ့နော်ချက် GPT တို့ပါတော့ Google တို့မှာမေးကြည့်ရတော့သူကအမျိုး1000ကျော်ချက်လို့ရတယ်ပေါ့1200လို့ပြောတယ်ဒါပေမဲ့နယ်လီ1200လုံးချက်နိုင်မယ်လို့မထင်ဘူးချက်လို့တော့ရမှာပါဒါပေမဲ့ तू ကဥမာတိုဖူးလေးထည့်လိုက်တာဆိုဟင်းတစ်မျိုးဖြစ်သွားပြီဟာအဲ့လိုမျိုးဆိုတော့ဟင်းအမျိုးတွေကတိတ်မကွာဘူးဆိုတော့နယ်လီစားချင်တဲ့အရာရယ်နယ်လီချက်နိုင်တဲ့အရာ50လောက်ကိုနယ်လီချက်ကြည့်မယ်ပေါ့နော်ဒီနေ့ဘာချက်ရမယ်မှန်းမသိစဉ်းစားရတာလဲဆိုတော့ကဲဒီလိုလေးချက်ကြည့်မယ်ဘာကြောင့်ဝတ်သားတောက်ရွေးလဲဆိုတော့စက်သားထက်ဝတ်သားပိုပြီးရောစားလို့ကောင်းတယ်တောက်ကိုကျွေးရတဲ့အကြောင်းရင်းကချက်ရတာပုံမြန်လို့အဲ့တော့နေနဲ့တူလိုက်ချက်ကြပါအောင်ရှင်ဒီနေ့ menu ကတော့ဝတ်သားတောက်ကိုပန်းကော်ပီရေကော်ပီတော့အဖြူရေ sorry မုံညင်းဖြူရေအဲ့ဒါနဲ့ရောပြီးချက်ပါတယ်မုံညင်းနဲ့ပန်းကော်ပီကချိုရပေါ့နော်ဝတ်သားနဲ့ဆိုတော့ဝတ်သားအစီနည်းနည်းပါတယ်ဆိုတော့အီးပြေတာပေါ့အဲ့လိုမျိုးပန်းကော်ပီကိုရေရမ်းမစစ်ဘူးဒီတိုင်းထည့်တယ်ဘာကြောင့်လဲဆိုအဲ့အရေကနေပြီးတော့ဟင်းအနှစ်လိုလေးဖြစ်နေရလေးကိုကြိုက်လို့နယ်ဒီဟင်းချက်တာဝတ်ပေါင်sorry ဝတ်တောက်စင်းကတကေကြီးကို100နဲ့မှ30ကျော်ထားပါတော့140ဆိုမြန်မာငွေနဲ့တွက်ဘယ်လောက်တွက်မှန်းတော့မသိတော့ဘူးစိတ်ညစ်တယ်ထားလိုက်ပါတော့140ပေါ့နော်အရွက်ကကြိုမဝယ်ဘူးဝတ်သားကတော့တကေကြီးဝယ်တယ်ပြင်ခွဲထားလိုက်တယ်တရက်စားပြီးအရွက်ကတော့2ရက်ချားတစ်ခါဝယ်တယ်ပေါ့နော်သူကအရွက်ကဘာဝယ်10ဘတ်အဲ့တော့နယ်လီရဲ့ daily meal expense ကဘယ်လောက်ရှိလဲဆိုတော့25ဘတ်လောက်ပဲရှိမယ်ထမင်းမပိုင်းဆို30ပေါ့တရက်စာနော်တရက်စာ30ပဲရှိရယ်Thank you for watching